ရဲ့တော့ဒီမောင်ကြီးဆိုမဆောင်းဝတီဟုမဆောင်းဝတီဟုရဲ့တော့ဒီစမတိအောင်နားလေးနဲ့ဆက်ပြီးပါစေ။ဒီလားမောင်အောင်သူကိုရဲ့အထိတ်ကိုရှိပါသလားခင်ဗျာမောင်အောင်သူကိုမောင်ဇော်သူအောင်သူကိုဇော်သူအောင်ဖတ်ရှိလာလို့ရပါတယ်ခင်ဗျာရအောင်သူကိုလည်းဇော်သူအောင်လည်းရပါတော့မောင်အောင်ကြီးဇော်ရဲ့โอเคသူမောင်အောင်ကြီးဇော်မအေးယတိရဲ့โอเคသူဒီစေဘဝတိလိုက်ဟောသမီးမှာတက်စီပေးပါဗျာမောင်ဆွဲသူရဲ့โอเคသူမောင်ဆွဲသူရဲ့ဟုငါအေးရသည်နောက်ကျတဲ့ဒုတိယမောင်လေးမှာတက်စီတွေကဗျာမောင်ဝင်းဖြိုးဟန်ရဲ့ဟောတဲ့သူမောင်ဝင်းဖြိုးဟန်မောင်ကောင်းစီသူကျော်ရဲ့ဟောတဲ့သူမောင်ကောင်းခန့်ကျော်ရဲ့ဟောတဲ့သူမောင်ကောင်းစီသူကျော်မောင်ကောင်းစီသူကျော်မောင်အေးရင်ဖို့ကြည့်ရှိပါသလားခင်ဗျာလာနေပြီမောင်ဟိတ်တဲ့အောင်ရိတ်ဖိုက်မောင်ဘုံမြတ်ပိုင်မောင်ဟိတ်တဲ့အောင်မောင်ဘုံမြတ်ပိုင်မောင်မြတ်ထွန်းတွေမဖွင့်ပါနဲ့တော့ခွင့်ကြည့်လို့ရသေးပါဘူးဗျာမောင်မြတ်ထွန်းတွေဘုံမြတ်ပိုင်ကဒီကနေ့ကျူးသွားတဲ့ဘုံမြတ်ပိုင်เนาะနည်းနည်းဒီလေးပါခင်ဗျာမောင်မြတ်ထွန်းတွေကျွန်တော်တို့ကြားရထားတဲ့တွေပဲကျွန်တော်တို့လည်းအကြည့်တာဖြစ်ပါတယ်ခင်ဗျာ။အောင်မြတ်ထွန်းတွေလက်ဖူးကြီးရွှေစင်ခက်ရဲ့တော့ဖေးသူလက်စုလက်ထွေးရဲ့အောင်ဖေးသူလက်စုလက်ထွေးရှိလားလက်စုလက်ထွေးရဲ့အောင်ဖေးသူမောင်တန်းစေဦးရဲ့ဟုတ်တယ်လူမဆုလိုက်ပြီကစားနေလိုက်ကြပါဗျာတခုမောင်တန်းစေဦးရှိတယ်နော်ဟုတ်တယ်နတ်တော်သူရဲ့ဟုတ်တယ်လူနတ်တော်သူနတ်တယုမောရဲ့ဟုတ်တယ်လူနတ်တယုမောဒီမှာပါဗျာဒီနေ့မရတော့ဘယ်လိုလိုက်ရပါလဲဗျာလက်ရှိတော့နေနတ်မိုးဒီကျူရဲ့ဟုတ်တယ်လူမောင်တော်သေဦးမောင်ဖုံးမြတ်ပိုင်မောင်တော်သေဦးနဲ့မောင်ဖုံးမြတ်ပိုင်
မောင်တော်ရေဦးနဲ့မောင်ဖုံးရပိုင်းရှိရနော်မောင်အောင်ဆန်းလေးကိုမောင်အောင်ဆန်းလေးကိုမောင်အောင်ဆန်းလေးကိုရအောင်သေးသူရှိတယ်နတ်ဒီပြည်ရအောင်သေးသူနတ်ဒီပြည်ရအောင်သေးသူနတ်ဒီပြည်လာနေပြီမောင်ဆန်းပြာဦးရအောင်ပါဗျာမောင်ဆန်းဒီပြည်မောင်ဆန်းဒီပြည်ရဲ့အောင်သေးသူပါဗျာမယိယတတာမောင်ဆန်းပြာမယိယတတာမန်ဆိုင်ပြာကျော်အခုပါဗျာမယိယတတာမောင်ဆိုင်ပြာကျော်အခုပါဗျာလက်ရမောပြည့်အောင်သေးသူလက်ရမောပြည့်မောင်အောင်မြင့်ရဲ့ဒိဖောမောင်အောင်မြင့်ရဲ့ဒိဖောရအောင်သေးသူရှိပါသလားခင်ဗျာမရှိရရှိရပါမေတ္တာသာသုမေတ္တာသာတိမေတ္တာသာသုမေတ္တာသာတိအောင်သေးသူမေတ္တာသာသုနတ်တော်သန္တာပြည့်အောင်သေးသူရှိပါသလားခင်ဗျာရှိပါအဲ့ဒီမှာပြည့်နေပြီလားအဲ့ဒီမှာပြည့်နေလို့သတ္တတာဘုရားတော်တာပြည့်မောင်ဟန်စလေးမောင်ဟန်စလေးမောင်ရဘုံရဲ့နေလုံးပါဗျာနောက်လက်လေးပြူပြူပြင်းတောင်းမှာလဲတော်လေးနိုင်ကြပါရဲ့ဗျာတောင်းမှာတောင်းတော့ဆက်ဆက်ရအောင်နာဒီမနေရလာသေးလားဒီလိုတော့ဒီမောင်ကျော်စေလက်မောင်ကျော်စေလက်ရောက်ပြီဆရာကြီးကြည့်ကြပါဗျာဆရာကြီးကြည့်ကြပါမောင်ကျော်စေလက်ရောက်ပြီဒီမှာလားဗျာမောင်ရနိုင်ပြေးရောက်ပြီမောင်ရနိုင်ပြေးမောင်ထုံးရင်းဆိုရအောင်ဖြစ်သူမောင်ထုံးရင်းဆိုရအောင်ဖြစ်သူမောင်စီတိုက်ခိုင်ရအောင်ဖြစ်သူမောင်စီတိုက်ခိုင်လေးမောင်စီတိုက်ခိုင်ရအောင်ဖြစ်သူနေရာရှိတော့ရရှိပါလားဗျာမောင်နိုင်ပါရအောင်ဖြစ်သူမောင်နိုင်ပါရီလက်ပြုံးနေတာမောင်တိုင်းပါရီလက်ပြုံးနေတာဘယ်ရောက်လဲအဲ့ဒီဘယ်တိုင်းဒီလားမောင်တိုင်းလိုက်မောင်တိုင်းပါရီလက်ပြုံးနေတာဒီလိုပဲဒီမှာဗျာကျွန်တော်ရောက်ပြောအားပေးခဲ့တဲ့ဒီလိုတိုင်းယူပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒီမှာမလာတာလည်းရှိနေပါတယ်အဲ့ဒီပုံလေးအကြောင်းထပ်ပါရင်တော့ကျွန်တော်တို့ပြန်ဆွဲမှာဖြစ်ပါတယ်တကယ်လို့အဲ့ဒီနေရာအောင်မဲမဟုတ်ဘူးဆိုရင်တော့အခုကြည့်တဲ့နေရာတွေကျွန်တော်တို့ယူပေးမှာဖြစ်ပါတယ်ပုံလေးဒီဟိုထဲမှာပါနေတယ်ဆိုရင်ကျွန်တော်တို့ပြန်ဆွဲပေးပါမယ်တကယ်လို့ပုံလေးကဒီထဲမှာပဲပါပြီးနေတော့ရက်ဆုံးကြရတော့ပေါ့နော်ဒီရင်ကုန်ကြရတော့ဆိုတော့ပါပြီ
ဒီအောင်ကျွန်တော်ပြောပါမယ်ဒီလိုပါလေဒီကြောင့်ဘုန်းလိုက်ကြည့်နေတာလေဆရာကဆိုရင်စပြီးတော့ဒီပါထောက်ပါတော့မယ်1 2 3ရပါပြီညာဒီလိုရပါပြီဒီလေးပေါ်ပါဒီနေ့ဆိုင်ရဲလာရပါဘူးခင်ဗျာဒီမှာဆိုင်ရဲလေးထည့်ထားပါတယ်သမီးတာထားတဲ့ညီလာကျေစုကိုရေးထားပါတယ်ခင်ဗျာဒါမှမဟုတ်အမှန်နဲ့ရေးထားပါတယ်သမီးတာထားတဲ့ညီလာကျေစု ကျေးဇူးတင်ရပြီကျေးဇူးတင်ရပြီအတော်ပဲကျွန်တော် မှန်ပါတယ်ခင်ဗျာဘာရောလေးထားပေးပါခင်ဗျာ ပေါင်မဲထွက်ပြီလားဟုတ်ကဲ့ကြောက်ပြန်နေတာ ကျွန်တော်လည်းဒီလိုက်တော့ ကျေးဇူးတင်ရတယ်ဆရာဒီမှာကျေးဇူးတင်ရတယ်ဆရာ ဒီမှပါတယ်ခင်ဗျာ ဟုတ်ကဲ့ဆရာတစ်နေ့လည်းကျေးဇူးတင်လိုက်ပြီ အားလုံးပါခင်ဗျာကျွန်တော်လည်းလိုက်တော့အော်ဒီမှာလား ပါပြီအမရေတော့ခေါ်ရတာပဲမရဲ့ ဒီလာဆောင်နေဒီလာတင်စုလို့ရေးထားပါတယ်ခင်ဗျာအများကြီးနဲ့ပါ ဆရာ စာရီယာလေးနဲ့ပါဆရာဆရာရောင်းဟုတ်ပါဘူးခင်ဗျာ ဆရာအိတ်ထဲမှာလာကြည့်လိုက်အောင်ဆရာအိတ်ထဲမှာမြန်ချက်ခဲ့လာလို့ဆရာဘယ်သူမှမတော့သေးဘူးဆိုတော့လေ စာရီယာလေးနဲ့ပါခင်ဗျာ ပေါက်ကြဘူးလား လေးနဲ့ရေးထားပါတယ် ဆရာမနှိုက်တဲ့မဲကမြန်ချက်ခဲ့လာမ ဒီ သိဘူး ကောင်စာလေးနဲ့ပါ မကျေးဇူးတင်ရတော့ဟုတ်ကဲ့မကျေးဇူးပါရှင် လက်မှတ်ကြနေတဲ့ကျွန်တော်မပြီးတော့ပါဘူး ဆရာမလာတဲ့လူရက်ကဲမယ် ဆရာလေးကတော့ပြပါသေးတယ် အော်ထုတ်နေကြတော့ ဒီမှာပါလားဒီမှာဒီမှာပါပါတယ်ခင်ဗျာမင်းလေးဆိုတော့ဒီလေးခေါ်တာပါပါတယ်ခင်ဗျာဒီပါခင်ဗျာဒီရောင်လေးနဲ့ရေးထားပါတယ်ခင်ဗျာဒီနေ့ကနားနဲ့ဒီကတင်စုကိုဒီရောင်လေးနဲ့ရေးထားပါတယ် ပေါက်သွားပါပြီ ဒါပေမဲ့ကျွန်တော်တို့ဒီမှာရောင်းလို့ဒီနေ့